ချင်တာမဟုတ်ဘူးမပေါက်နဲ့ရတယ်အဲ့ဒီဂန်းနေရှင်ခုံသွားတာအေးပြောင်းပြီခုလက်ရှိကျွန်တော်ဖောက်ပြရမှာတော့ဒါကျွန်တော်တို့ပတ်ချီမိုဘိုင်း9နှစ်ပြည့်ထိမ့်မှတ်နေနဲ့ပြန်ပြီးတော့ထွက်ရှိလာတဲ့ Anybody Crash Defu အောင်ပြီးရင်ဒါကျွန်တော်အရန်ကြိုက်တဲ့ Jonathan Set ကိုဒါ UC 2000ပတ်ဝန်းကျင်နဲ့ဖောက်ပြမှာပဲဖြစ်ပါတယ်ကဲကြောင်းလိုက်ကြမယ် Let's go စောစောစီးထားကောင်းတော့ပျော်ဖို့ကောင်းသွားပြီနော်ကဲစကစ်လိုက်တော့မကြံတဲ့6ချိန်1ချိန်2ချိန်3ချိန်4ချိန်5ချိန်အော်မလေးပန်းအောင်လေးဆိုတော့ရင်ခုံသွားတာရောပန်းအောင်လေးဆိုတော့ရင်ခုံသွားတာရင်ခုံသွားတာပန်းအောင်လေးဆိုတော့ what the fuck အချိန်နဲ့ပေါက်လိုက်မယ်ဒေဖူကတကူလားဟတ်ချလာဒါကျွန်တော်တို့ဒေဖူရဲ့ဟိုလိုစကုတ်ဆိုတော့ဂန်းနဲ့တော့နီးစပ်လာတယ်ကဲကျွန်တော်နောက်ထပ်နဲ့9နဲ့40 let's go ဗျာဟဲ့ဟာနည်းနည်းလေးတော့နီးစပ်လာတာလားဝေးဝါလာတော့မသိနောက်ထပ်9နဲ့40ပြောင်းပြီနည်းလေးနဲ့ပေါက်ချင်ဖလက်ကြီးစီမှာ UC တာထဲလိုက်တကယ်ပြောတာတကယ် brother တို့ရဲ့ကျွန်တော်အဲ့လိုမပေါက်ချင်အများကြီးကော်မှာပေါက်ချင်ကျွန်တော်လောင်းချင်တာသိလားတောင်မှကို့ဖြူပါတွေကပျော့ရွှေ့မယ်ဗျာတဲ့မကိုတို့အမှရီရမယ်အဲ့လိုမျိုးသွားချင်ဟုတ်ကြပါဗျာ UC 2000နဲ့နဲ့ကြာဘူးအားတော့လားထောက်ကကဲအဲ့တော့ကျွန်တော်လိုချင်တဲ့ဟာတစ်ခုရသွားပြီเนาะအဲ့တော့နောက်တစ်ခုကြံသေးတယ်နောက်တစ်ခုကဘာလဲဆိုတော့အရန်ကြိုက်တယ်ကျွန်တော် Jonathan ကျွန်တော်ရဲ့ဒါ idol တွေဝတ်တဲ့ outfit ကျွန်တော်ဒီ outfit လေးကိုကျွန်တော်ထပ်ပြီးတော့ကျုံးမယ်เนาะအဲ့တော့ကျွန်တော်ဆက်ပြီးတော့ကျုံးလိုက်ကြအောင်ဗျာเนาะ let's go 9နဲ့40နောက်ထပ်ရတယ်ဒီကောင်ပေးပြီးွားရဆိုတော့စားမှာပဲကျွန်တော်ဒီအချိန်90လေးကိုကန်ဆန်းကြည့်မယ်ကန်အရန်ဆိုရင်တော့ဆေးဘူးတွေပေါက်လိုက်မယ်ကျွန်တော်ကဆေးဘူးအထက်ကိုပေါက်လိုက်တာနဲ့ကန်ကောင်းရင်ကျွန်တော်မရီရဲ့3ချောင်းစီရမယ်ပေါ့နော်ဒါကြံတဲ့ဟာဆိုရင်တော့ပုံမှန်2ချောင်း1ချောင်းပဲရမယ်ဆေးဘူးလေးတွေရှောင်မယ်ညီလေးကဲရပါတယ်ဗျာမယူတော့ပါတေဖူးကနည်းနည်းနဲ့ပေါက်သွားဆိုတော့ဆေးဘူးတဲ့ရလက်ခံတယ်နောက်ထပ်9နဲ့40 let's go Hey အခုမှကြိတ်တာကွာငါလိုချင်နေတာဟိုအိုင်းမှသိလို့လားမသိဘူးမယူတော့အဲ့ဒါမယူတော့ဒါလေးပဲယူမယ်ဒါလေးပဲယူမယ်ဒီဘက်ကဒီအိုင်းမယူတော့ဘူးเนาะအကောင်မယူတော့မကြိုက်ဘူးကျွန်တော်နောက်ထပ်9နဲ့4 Let's go ရွှေအောင်ဘောလေးပေါက်ကွာရွှေအောင်ဘောလေးခုက UC 2000နဲ့ပေါက်တာဂရိုသာတယ် okay မစိုးသေးဘူးဒါဆိုမရီယာပြန်ရတယ်ကျွန်တော်ကပြဿနာမရှိသေးဘူးငါ40မှာမရီယာတစ်ချောင်းရရင်တော့မစိုးသေးဘူးပြောရမှာကဲကျွန်တော် viewer တွေကိုရမ်းချစ်တာဗျာကျွန်တော်အကြိုက်ဆုံး office လေးပေါက်ပါတော့ဗျာလို့တေးအောင်ရေလဲထွက်သွားတာများလှဲ့ထွက်သွားတယ်သူမကြနေရပဲကိုပြူပါတယ်ဘွားတွေက Stop it ဘော office လေးကတခုခုကြားသိသွားပြီပါသိလားဟာချလာအော်နောက်တခုအော်မဟုတ်ဘူးလို့မပါတော့ဘူးကွာငါလည်းကိုဒေဖူးလေးကလာပေါက်နေတယ်လို့ဂျိုကာလေးကလာပေါက်နေသေးတယ်ဒေဖူးဆက်လေးကဒေဖူးဆက်မလိုချင်ဘူးအဲ့ဒါတွေကမကြိုက်ဘူးကျွန်တော်ကြိုက်တာအဲ့ဒါမဟုတ်ဘူးဗျအဲ့ဒါတွေမလိုချင်ဘူးညီလေးအိုးမစိုးတန်းနဲ့ခေါင်းကြီးတို့ဒါညီလေးအိုးလေးသားလေးပြန်ပေးတယ်နောက်တစ်ခေါက်တော့လဲပလန်အိုးမလဲတော့ကျုံးပြီကွာတောင်းဝိုင်းဟဲ့အောင်စကစ်နဲ့ကျုံးကြီးအောင်အော်အမလေးဘာကြီးလဲဒါဘာကြီးလဲနောက်တစ်ခေါက်စကစ်လေးနဲ့ကျုံးကြီးလိုက်
လို့သာပြန်ပေါက်တယ်ဒီမှာအချိန်တရားလေးတွားပြီးတော့စက္ကန့်စမ်းကြည့်လိုက်ဟုတ်လားသေဘူးတယ်โอเคစပိုက်ဟေးငါမပေါက်တော့လာပြောနေသူပဲလာပြီးခုန်နေတယ် Oh shit သေးတော့ပဲကြံတော့ရနော်သေးတော့ပဲကြံတော့ရလောင်နေတာမဟုတ်တင်းနေတာဗျတင်းနေတာ What is that? ဟာအဲ့ဒါမကြိုက်ဘူးအဲ့ဒဲဖူးကိုမကြိုက်ဘူးလို့ဘွာကြီးကဂျိုကာဖြစ်နေလို့လားမသိဘူးဂျိုကာတွေကြီးပဲပေးနေတာငါအဲ့ဒဲဖူးကိုမကြိုက်ဘူးအိုးစကားကြီးပြန်လာပေါက်ပြန်ပြီဒဲဖူးလို့ချင်တာမဟုတ်ဘူးမပေါက်နဲ့ရတယ်အဲ့ဒီဂန်းတွေငါလိုချင်တာတစ်ခုလို့အဲ့ဥစ္စာပေါက်တော့မှာမဟုတ်ပေါက်သွားပါသည်ကွာဟာလက်ကိုကွာနောက်တဲ့ရှင်းသားတွေကထက်ထဲလိုက်အောင်ဒီရွယ်မကျင်တဲ့ဘူးရအောင်ကုန်ပါပြီကောင်းယူစီအောင်မရှိတော့ what the fuck ကဲ8100ရောက်လာပြီနော်စက်ကြုံမဟုတ်လားကဲ let's go အိုးရောက်ဒါကြီးကဆောင်းဝမ်းပြောဖို့ကောင်းတာဒါကြီးကပြောဖို့အကောင်းဆုံးပဲဒီတစ်ခေါက်တော့ပေါက်လိုက်မယ်မပေါက်ရင်နောက်ခါဘာစကင်လာလားမဖောက်တော့ဟုတ်လားနောက်ထပ်တသား let's go အော်ခုနကကျွန်တော်ပတ်တန်ပေးတာအဲ့ပတ်တန်လေးတိုင်းဖောက်โอเคဆပ်ဘရလာမစိုးဘူးကဲကောင်းတဲ့ຢာလေးစမဟုတ်လားတစ်ချိန်9ကစကင်ဟုတ်လားတစ်ချိန်9ကစကင်တစ်ချိန်9ကစကင်Oh, thank you. Thank you. ကဲငါလေးတဲ့တစ်ချိန်ဘာမှမထူပါဒီတစ်ခါတော့ပေါက်တင်သွားပါပြီညီလေးอ่ะအဲ့လိုကြီးတွေမလဲပါနဲ့တော့လို့တောင်းပန်ပါတယ်လို့တနာစရာငါဆောက်ခွက်လေးကိုပေးလိုက်ပါတော့နော်တကယ်ချင်းရှေးစမ်းမင်းဘွားအမြဲချုံငိမ်ပါလေအောင်မြင်ပါလေတခါတည်းမှာခါသည်လေကြော်ဖြန်းလိုက်ပေါ်လေအောင်ရင်ချိန်ကကြည်ကွဲခြင်းမြင်မြတ်ရင်ဖြစ်ကျေမပြောပင်လေသည်စီပါသည်အတင်းကရှောက်လေအောင်မြင်ပါလေတခါတည်းမှာတာစီလေကြော်ဖြန်းပင်လေပြင်းစီကသည်အတင်းကရှောက်လေစတေကလေးပဲယူအောင် What is it What Yeah, you can do it. Not to get me losing. Any day losing. Mama biểu này hả? Tô đó là nó không gì. Oh, you see how she does. Tu nhớ đi à, đẹp phú mà bao lù xây gì đấy, ngã là cô ngã chắc ai đẹp phú ở trên thằng nó là bao. Chú cầm mà gạo nè, hay là? Mà lù gì này anh chả mà bêu. Mà đi đâu tông ra này lý do này quá, you see tông đâu quá, mà đi tông ra lý do nhà này quá, tông ra lý do một tông ra này chào chào. Cao lấy xoay nè nó cảm mà không. Ngã lù gì này ai office chả mà bao. Sao biết tao nà, ấy à? À thắt thế lại con mà. Thế cả này mà biết. À thắt thế lại con làm được à, kia biết xoay lại không? Cái này.
ဟာကိုပါကိုယူစီထက်လေကိုရောက်လဲကိုထက်လေကိုကကိုပဲကွာအိတ်ဆိုင်ကားတာပဲအဲ့ဒါတွေကကိုယ်တိုင်ဈေးရောက်ပြီးတော့ကိုယ်တိုင်ဟိုဘန်နဲ့နှိုက်စားတယ်မှာကိုအရင်ပြုတ်တဲ့အကွက်တွေကွာအဲ့ဒါတွေကထဲလိုက်ပြီဘလို့လေစိတ်ကလည်းမပြတ်ဟိုကျွန်တော်လည်းကျုံးကျင်တာဗျကျွန်တော်လည်းမရောက်ကျွန်တော်လည်းကျုံးပြီဆိုအဲ့လိုကျုံးကျင်တာမပေးချင်အတင်းမယူအောင်မပေးချင်တာအတင်းမယူအောင်အေးနော်သူတို့မှမပေးချင်မပေးချင်အတင်းမယူအောင်ဟုတ်တယ်နော်မြစ်တာတွေဆိုတာလောက်ယူလို့မှမရကဲတော်ပါပြီဗျကျွန်တော်ဒယ်ဖူးလေးပဲမှတ်လိုက်တော့မယ်ဒီ office ကကျွန်တော်အကြိုက်ဆုံး office ဆိုပေမဲ့ကျွန်တော် ਨੇ မလိုက်ဘူးလို့ပဲကျွန်တော်သတ်မှတ်လိုက်တော့နော်မလုပ်ပါတော့ဘူးတော်ပြီကျွန်တော်ဒီနေ့ဘို့ကျွန်တော် in game UC လည်းမဟုတ်ဘူး brother in game UC ဆိုရင်6000 9000လောက်တတ်တာသေးတယ်အခုက log in ပဲဈေးရမ်းကြီးတယ်ရပါလို့ကဲကျွန်တော်အခုလက်ရှိရတော့ဒါကျွန်တော်တို့ UC 3200နဲ့ဖောက်လိုက်တာဘာတွေပေါက်လဲဆိုရင်ကျွန်တော်တို့ defu အဆက်လိုက်အပြေုံမှာကျွန်တော်အနေနဲ့ဒါ material 32ချောင်းဒါတွက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့တစ်ချောင်းကို1000နဲ့တွက်ကြည့်မယ်ဆိုရင်တော့ဒါမစိုးဘူးတန်တယ်ဆိုတဲ့တဲမှာပြောလို့ရပါမယ်ကျွန်တော်အနေနဲ့ကြတော့ဒါကျွန်တော်အရန်ကိုလိုချင်ပြီးတော့ကျွန်တော်အရန်ကြိုက်ကြတဲ့ outfit တော့မရလိုက်ဘူးပေါ့နော်ဆိုတော့ဒါကျွန်တော်တွက်ကတော့ဒါတိတ်ပြီးတော့မတန်ဘူးဆိုတဲ့ feeling တစ်ခုတော့ရတယ်ပေါ့နော်ဒါဘယ်လိုပဲတွက်ဒါတန်တယ်ဆိုတဲ့အနေအထားတစ်ခုပါပဲပေါ့နော်ဒါ brother ကိုတွက်ကြည့်မယ်ဆိုရင်လည်းတန်တယ်ပေါ့နော် UC 1000 material တစ်ချောင်းနှုံးနဲ့ရတယ်ဆိုတော့မစိုးပါဘူးအဲ့တော့ကျွန်တော် defu ကိုမှတ်မယ်နော် defu လေး level တင်မယ်ဗျာကဲကျွန်တော်ဒါတော့ဂန်တစ်ခုရဲ့အရေးကြီးဆုံးအစိပ်ပိုင်းတစ်ခုဖြစ်တယ်ဒါကျွန်တော် special KF okay advance form ဒါကျွန်တော်ဂန်စကင်နေစပြီးတော့နည်းနည်းလေးပြောင်းလဲလာတဲ့ advance form ပေါ့ဗျာနောက်တစ်ခုကတော့ဒါကျွန်တော်တို့ K message ပါကဲနောက်တစ်ခုကတော့ဒါ brother တို့ final foul ကိုမှဒါကျွန်တော်ဒီ attack မှာဆိုပါဝင်လာတဲ့ hit effect လာပြီးတော့ဒါကျွန်တော်တို့ full surprise အားကြီးဒါက defu ကတော့ရိုးနေကင်သူများစီကယူကင်ကဲလူခရက်တယ်တော့မှတ်သွားပြီဟုတ်လားကဲတော့ defu လေးရရှိလို့သွားခဲ့ပြီပေါ့နော်ကဲ defu လေးက level မှတ်သွားခဲ့ပြီပေါ့နော်ဆိုတော့ UC ကျွန်တော်အနေနဲ့ဒါကျွန်တော်3200နဲ့ဒါကျွန်တော်အနေနဲ့ဒါ defu level မှတ်သွားတဲ့အပြင်မှာဒါကျွန်တော်တို့ defu နဲ့ပတ်သက်တဲ့ဒါ defu outfit တွေရလိုက်တယ်ပေါ့နော် defu outfit ရလိုက်တယ်မျက်နှာဖုံးရလိုက်တယ်ပြီးရင်ကျွန်တော် defu လွယ်ရလိုက်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်လိုချင်တဲ့ outfit မရလိုက်ဘူးဆိုပေမဲ့တန်ပါတယ်လို့ပြောရမယ်နေတာတစ်ခုပဲပေါ့နော်တန်ပါတယ်မစိုးပါဘူးဆိုတော့ဒါကျွန်တော် UC အခုလက်ရှိ3000ဒါကျွန်တော်အနေနဲ့shit 3000အဲ့ဘောနော်3200နဲ့ဖောက်ပြလိုက်တာဖြစ်ပါတယ်။လာပြီးတော့ကြည့်ရှုအပေးသွားကြတဲ့တယောက်ချင်းနိုင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ Facebook ကကြည့်နေတဲ့ brother တွေက Facebook page လေးကို follow လေးမလုပ်ရသေး follow လေးလုပ်ပြီးတော့ YouTube ကကြည့်နေတဲ့အကိုတွေမတွေကကျွန်တော် YouTube channel လေးကို subscribe လေးမလုပ်ရသေး subscribe လေးလုပ်သားပြီးလို့ရပါတယ်။ကျွန်တော် support ပေးခြင်းနဲ့ဆိုရင်တော့အခုလက်ရှိကြည့်နေတဲ့ video လေးကိုအသေးလေးလက်မလေးနှိပ်ပြီးတော့ပတ်ကြည့် mobile နဲ့သက်ဆိုင်တဲ့ group လေးတွေကို share ပြီးတော့ support ပေးသွားလို့ရပါတယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတော့ကျွန်တော်အချိန်ကားလေးပိုင်ဆိုင်လို့ပိုင်ဆိုင်ကြပါသေးလို့ဆုမကောင်းတောင်းပေးနေပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲတက်တာပါဘိုင်ဘိုင်